မင်္ဂလာပါဆိုတော့1 2နဲ့เนาะလီဗာပူးတင်းကွင်းမှာကျွန်တော်နိုင်ခဲ့ပြီလီဗာပူးကတော့အမ်မိုရင်တောင်မကြုံဘူးတဲ့เนาะ၄ပွဲဇက်တွေပါတွေအာနီစလိုတို့ခန်းစားသွားပြီเนาะလီယောအန်ဖီရက်လည်းငိန်တက်လို့ဟလာเนาะအန်ဖီကွင်းရက်လည်းငိန်တက်လို့ပြီးတော့ဘာမှန်းကိုမသိလိုက်ဘူးဖြစ်နေတယ်1 2ဆရာသမားတွေ1 2เนาะ1 2ဆိုတော့နိုင်ရမယ့်ပွဲကိုနိုင်တာပဲမင်းနိုင်ရမယ့်ပွဲကိုနိုင်တာပဲနော်ဝင်းတွေပါနားမလေးဟုတ်တယ်မလားနော်နိုင်ရမယ့်ပွဲကနိုင်ရမှာပဲဟုတ်တယ်မလားနော်โอเคဆိုတော့မင်္ဂလာပါဆက်သမားတွေနော်မင်္ဂလာပါဒါပြီးရင်လည်းပဲကျွန်တော်တို့ fan discussion သွားမယ်နော် fan discussion မှာတော့ဒီနေ့တစ်ယောက်ပဲရှိတယ်နော်သူနဲ့လည်းကျွန်တော်တို့ဒါလုံးဝအမှန်ကန်ကြီးတို့ဒါ comment လေးတွေဘာတွေမှာဆွေးနွေးလို့ကျွန်တော်ရမှာပေါ့လေမင်္ဂလာပါဆိုတော့ United ကကျွန်တော်10ပွဲကန်တဲ့နေရာမှာ4ပွဲနိုင်တယ်တပွဲဒီ3ပွဲရှုံးပြီးတော့အဆင့်6မှာပဲကျွန်တော်ရှိသေးတယ်ပေါ့နော်73မှတ်ကျွန်တော်ရထားတယ်လီဗာပူးနဲ့ကျွန်တော်တို့ဒါထဲမှာ2မှတ်ပဲကျွန်တော်ကွာတော့တယ်လီဗာပူးတင်းရဲ့ဘက်ကတော့အဆင့်4မှာနော်လီဗာပူးကအဆင့်4မှာကျွန်တော်အဆင့်4ကအသင်းနဲ့ကျွန်တော်2မှတ်ပဲကွာတော့တယ်အဆင့်3ကအသင်းနဲ့ကျွန်တော်2မှတ်ပဲကျွန်တော်ကွာတော့တယ်နော်ဆိုတော့အသင်းမှာဘာမှမဆိုဖြစ်နိုင်ဆိုရင်ကျွန်တော်ရှိနေသေးတယ်ဆိုတော့လီဗာပူးအိမ်ကွင်းမှာ1 2နဲ့ကျွန်တော်9တယ်ဟယ်ရီမကွိုင်းယာMan of the match ဟယ်ရီမကွိုင်းယာရသွားတာနော်မင်းဟယ်ရီမကွိုင်းယာဆရာသမားဟယ်ရီမကွိုင်းယာနော်ဟယ်ရီမကွိုင်းယာဆရာသမားမကွိုင်းယာက Man of the match ဒီပါရသွားတယ်ခေါင်းကြီးကဘန်တိုက်ကိုပြသွားတာဟဲ့ဘန်တိုက်ဒါမျိုးလုပ်ရတယ်ဆိုပြီးတော့ခေါင်းကြီးကဘန်တိုက်ကိုပညာရီပြသွားတာဗျာသဘောပေါက်လားခေါင်းကြီးကဘန်တိုက်ကိုပညာရီပြသွားတာနော်ဘယ်လိုလုပ်မလဲဆရာသမားနော်ဘယ်လိုလုပ်မလဲကဲဒါပါနော်ကျွန်တော်တို့ဒီပွဲမှာကျွန်တော်ဒီပွဲနီးပြရူဘင်အမိုရင်ကစားမတယောက်ချင်းစီတိုင်းကိုလုံးဝကျွန်တော်အမှန်ကန်ချီးကျူးရမှာဘာလို့လဲသိလားကျွန်တော်တို့ဟိုနိုင်နေပါတယ်ဆိုတဲ့အချိန်မှာတင်မဟုတ်ဘူးဗျာနော်1-1တည်ကြသွားတဲ့အချိန်နော်ပြီးရင်ကျွန်တော်တို့ဗာလဲအဲ့ဒီနောက်ကျွန်တော်တို့ဒါဂိုးမရခင်เนาะဥဆောင်ကိုထပ်ပြီးတော့ကျွန်တော်မရခင်မှာကစားမားတွေရဲ့တယောက်ချင်းကျူပန်းအားထုတ်မှုတွေကကျွန်တော်ဒီပွဲကလုံးဝကိုအမှန်ကန်အတိမဲ့ပြုတ်ရမယ်ကျွန်တော်ပွဲမျိုးเนาะဥကာတေးတို့ကဘာတို့ကကျွန်တော်ဒါ area ပေါက်ချင်းမှာဆိုရင်ရရင်ရတဲ့နီးနဲ့ကျွန်တော်ရှင်းကြတာရရင်ရတဲ့နီးနဲ့ကျွန်တော်အမှန်ကန်ရှင်းကြတာဒီပွဲမှာဆိုတော့ကစားမားတယောက်ချင်းစီတန်းကိုကျွန်တော်ကျေးဇူးတင်ရမယ်ကျွန်တော်အမှန်တမ်းပြောရရင်เนาะဒီကောင်တွေရှေ့ပွဲတွေမှာတိုင်ပက်ထားသမျှလီဗာပူးနဲ့ပွဲမှာဒီကောင်တွေဒီလိုလုတ်ပြနိုင်တာเนาะနီးပြပေးတဲ့ရူဘင်အမိုရင်အတွက်လည်းနှစ်ပွဲစစ်ကျွန်တော်နိုင်သွားပြီနော်ဒါအပြင်ကျွန်တော်တို့အနေနဲ့ဒီ international break အပြီးမှာပြန်ကစားတဲ့ပွဲဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဗောနော်ဒါအမ်မိုဒီနေနဲ့ဒါပထမဆုံးနိုင်သွားပြီဆိုတော့ဒါမလွယ်ပါဘူးเนาะမလွယ်ပါဘူးသူတို့ပြင်လီဗာပူးကသူတို့အိမ်ကွင်းလဲကျွန်တော်တို့ဖြစ်တယ်လီဗာပူးကွင်းမှာကျွန်တော်မနိုင်တာလဲကျွန်တော်ကြာနေပြီပြီးတာနဲ့ကျွန်တော်တို့ဗောနော်လီဗာပူးကလည်း3ပွဲစက်တိုက်တွေပါရှုံးထားတယ်ဆိုတော့ဒီကောင်တွေတက်နိုင်နေများဆိုတော့ပြန်ပြီးတော့ဒီကောင်တွေကျိုးပန်းမှာပဲကိုရီကိုလုပ်ဖို့အာကန်ကောင်းရင်တော့ဆက်သမားကြီးเนาะစောစောစီးစီးဆိုလို့ကျွန်တော်တို့ဒါကျွန်တော်ဂိုးရသွားတယ်စောစောစီးစီးကျွန်တော်ဂိုးရသွားပြီးတော့တပွဲလုံးဒီပါကျွန်တော်ထိန်းထားရင်းနဲ့ကိုရီကပူကကျွန်တော်ဒါရှူးသွားတယ်ဆရာသမားကြီးเนาะအဲ့နောက်ပိုင်းမှာကိုကောင်တွေရှုံးမပေးဘူးကျွန်တော်ပြောနေတာကိုကောင်တွေကအမှန်ကန်ပြန်ပြီးတော့တုံ့ပြန်သေးတာဒါမျိုးကိုကျွန်တော်မြင်နေတာဗျာဒါမျိုးကိုကျွန်တော်ကမျောလင်းတာဟုတ်တယ်မလားเนาะအန်ဖီကွင်းမှာကျွန်တော်အနေနဲ့အမက်မျှယူနိုင်တော့မစိုးဘူးအခုလိုမျိုး3မှတ်ဆိုလို့ရှိရင်တော်တော်ကိုချီနီကောင်းတာလီဗာပူးကဒီပွဲမှာကိုရီကိုဒုက္ခပေးခဲ့တာပဲကျွန်တော်တိုက်စစ်မှာဆိုလို့ရှိရင်ပဲကစားမားတွေအများကြီးเนาะကစားမားတွေအများကြီးကိုထက်တိုက်စစ်ကိုဒီကောင်တွေ PRB ကစားကိုရီကပူတို့ခေါင်းတွေတိတိုက်တာလွဲဆာလာတို့တိကန်တာလွဲနဲ့ကိုရီတော်တော်ကန်ကောင်းတာကပူဆိုလို့ရှိရင်ဒီဘက်မှာတိုင်နေမှန်တာကိုနှလုံးသုံးလုံးလောက်ကျွန်တော်ရှိတယ်တော်တော်ကိုကျွန်တော်တို့အတွက်ကမလွယ်ဘူးဒီပွဲမှာเนาะဒါပေမဲ့အဲ့ဒီပွဲအကြာကြီးကိုပဲကိုရီရအောင်လုံးဝကိုကျွန်တော်ထိန်းသွားတယ်ဆိုတော့ကစားမတယောက်ချင်းစီတိုင်းကိုကျွန်တော်တို့ဒါချီးကျူးရမယ်ပွဲမျိုးပါเนาะချီးကျူးရမယ်ပွဲမျိုးပါမကွမ်းရကတော့အထူးသဖြင့်ချီးကျူးရမယ်ပေါ့ဗျာเนาะခေါင်းကြီးကတော့အနိုင်ကိုတွေပါကျွန်တော်တွင်းပြီးသွားတာဗန်တိုက်ကိုပညာရေးပိုင်းပြသွားတာဆိုတဲ့အခါကျတော့လီဗာပူးကဒီပွဲမှာ19ချိန်ကန်တဲ့ဒီကောင်တွေကန်တာတဖုံးဖုံးပဲဂိုးပေါက်တဲ့တာ6ချိန်ရှိရယ်ကိုရီဂိုးပေါက်တဲ့တာ4ချိန်ပဲရှိတယ်12ချိန်ကန်တဲ့နေရာမှာ2ဂိုးရတယ်ဆိုတော့ဒါမဆိုးဘူးကျွန်တော်ပြောရမှာပဲဒီလားနော်ဆိုတော့ပထမဆုံးအနေနဲ့ဂိုးသမား Lemons ဆယ်မိုင် Lemons ကဒီပွဲမှာတော်တော်ကိုဟုတ်တယ်နော် Lemons ဒီပွဲမှာတော်တော်ကိုဟုတ်တာနော်ကျွန်တော် Isak ရဲ့အလုံးနေတယ်ကျွန်တော်ကာကွယ်တယ်ဟဲ့လားနော် Isak ကန်တဲ့လုံးနေနော်တကယ်ကန်လိုက်တဲ့အလုံးနေမင်းအန်ဒီရများတဲ့အလုံးတွေဟာထွက်ဆွဲလိုက်တဲ့တချို့အလုံးလို့မင်းတော်တော်ကို Lemons ကဟုတ်နေတာနော် Lemons ကတော်တော်ကိုဟုတ်နေတာဆက်သမား Lemons ကတော်တော်ကိုဟုတ်နေတာဆိုတော့နှစ်ပွဲဆက်ရှိပြီးသူ6မှတ်ရတာ Lemons နေနဲ့နော်ကလင်းရှိလဲရမှာဗျာနော်နှစ်ပွဲစတိုက်မင်းကံမကောင်းခဲ့ဘူးပြောရမယ်နော်ကိုကောင်တွေကဟိုတိတ်ကန်ခံလေးရတာဆရာသမားတိတ်ကန်ခံလေးရတာဆိုတော့ကျွန်တော်တို့ဒါ Lemons ကတော့နှစ်ပွဲကစားနှစ်ပွဲနိုင်နေပေါ့နော်ကျွန်တော်တို့ဒါတော်တော်ကိုအချိန်ကြီးကောင်းထားတယ်လို့ကျွန်တော်ပြောရမယ်နော်ကစားမားတွေအနေနဲ့ဟယ်ရီမကွိုင်းယာဒီနေ့ပွဲမှာကျွန်တော်တို့ပွဲထွက်လူစီမှာကျွန်တော်ပြောသလိုပဲလူယူရိုကိုမထည့်ဘူးဘာလို့လဲဟောအခုတော့ဟယ်ရီမကွိုင်းယာကအမြင်ဘောတွေဘာတွေကိုလဲကျွန်တော်တို့ရှင်းတယ်လီဗာပူးဘက်ကကန်တင်သမျှလုံးတွေကိုလည်းသူရှင်းတယ်နော်ကျွန်တော်ပြိုင်ဘက်ကိုကျွန်တော်သွားတဲ့အခါလဲသူ့ဘက်ကနော်ကျွန်တော် set piece တွေကနေအန်ဒီရပေးနိုင်တယ်နော်ဆိုတော့ပြီးခဲ့တဲ့နှစ်ကျွန်တော်အန်ဖီကွင်းမှာကစားတော့ကအနိုင်ကိုသူသွင်းရမယ့်အလုံးကိုချော်ခဲ့တာအခုအဲ့အလုံးကိုပြန်ပြီးတော့အကောင့်ထဲဖော်ပြသွားတယ်ဟယ်ရီမကွိုင်းယာနော်ဟယ်ရီမကွိုင်းယာဆရာသမားဟယ်ရီမကွိုင်းယာကျွန်တော်နော်တော်တော်ကိုချီးကျူးရမယ်ဆရာသမားကြီးနော်
မဝိုင်းရဒီနေတော်တော်ကောင်းတယ်လူလျှော်လဲတချို့လုံးနေကျွန်တော်တော်တိုင်ပတ်တာကလွှဲရင်ပွဲချိန်တော်တော်များများမှာလူလျှော်လို့ကျွန်တော်တော်တော်ကောင်းတယ်ဒီလစ်လည်းပဲကျွန်တော်တော်တော်လေးအဆင်ပြေတယ်ဗောနော်ဒီလစ်လည်းပဲဆိုတော့အာမက်ဒီယာလိုအဝါကက်ကြောင့်ဗောနော်အာမက်ဒီယာလိုနဲ့ကက်စမဲရိုကိုကျွန်တော်လဲခဲ့တာဒီကနေ့ဒီကစားမတွေအဝါကက်မရဘူးဆိုကျွန်တော်ထပ်ထားအောင်ပါဒါပေမဲ့လို့ဗောနော်ကက်စမဲရိုတို့အာမက်ဒီယာလိုတို့လည်းတော်တော်လေးတောင်းကြည့်တယ်လို့ကျွန်တော်ပြောရမယ်နော်ဘရူနိုဖာနက်စ်ကတော့မနိုင်ပြောရင်မကွမ်းရခဲ့အလုံးကိုသူဖန်တီးပေးသွားတယ်ဒါအပြင်ပထမရတဲ့အလုံးဆိုလို့ချင်းလည်းပဲသူအနေနဲ့ဗောနော်ကျွန်တော်သူ့စီကနေကျွန်တော်စတယ်ဗောဒါပေမဲ့လို့ဖာနက်စ်အနေနဲ့ကျွန်တော်တို့ဒီမိနစ်80ဝန်းကျင်လောက်မှာအမှားတွေကျွန်တော်တအားများတာအမိုဒီနဲ့အချိန်မီထုတ်လိုက်ရအဲ့ချက်တော့မပူစောပြီးတော့ထုတ်တင်နေတာဗျာတိလားသူထုတ်တာအရင်နောက်ကြတယ်ဒီလားဖာနက်စ်ကိုထုတ်တာဖာနက်စ်အရင်အမားတွေကျွန်တော်များတယ်ဒါပေမဲ့လို့ပြောလို့တော့မရအောင်နောက်ကြတယ်လို့ဘာလို့လဲဆိုတော့သူဖန်တီးပေးလိုက်တဲ့အလုံးကနေခေါင်းကြီးကခေါင်းတိုက်သွားပြီးတော့သူ့ကိုထုတ်လိုက်တော့နောက်ကြတယ်လို့ပြောလို့မရဘူးလေနော်ထားပါတော့ကျွန်တော်အနေနဲ့ပေါ့နော်ဒါထုတ်တင်တဲ့ကစားမကိုဒါအချိန်မီထုတ်လိုက်တယ်ထုတ်တင်ထုတ်လိုက်တဲ့အချိန်မှာထုတ်လိုက်တယ်ဆိုတော့မစိုးဘူးပြောရမယ်နော်ဒါတော့လည်းပဲဒီနေ့ပွဲမှာဆိုလို့ရှိရင်အမားတွေအဲ့လောက်မလုပ်ဘူးပေါ့နော်တလုံးမဲ့ area ပေါက်ထဲမှာရှင်းထုတ်တဲ့လုံးကိုသူများစီတက်တဲ့ရအောင်ရှင်းတာနောက်ပြီးလို့ချင်းဖြတ်တင်ဘောတွေပါတယ်ဆိုလို့ချင်းလည်းပဲဒါလုံးလေးစီကတိုက်စစ်ပိုင်းမှာကျွန်တော်ကောင်းကောင်းမတွေ့ရဘူးတော့တော်တော်ကိုကျွန်တော်တို့အဆင်မပြေတာအဲ့ကနေအဆင်ကောင်တာ attack တွေပါကျွန်တော်ခံရတာဒါပေမဲ့လို့ဒါတော့ကတော်တော်လေးကိုအဆင်ပြေတယ် overall ရနော်မေဆန်မောင်လည်းပဲတောင်းဝင်ကြည့်တယ်နော်ဘင်ဂျမင်ရှက်ကိုဒုတိယပိုင်းဝင်လာတယ်အမြင်ဘောတွေနဲ့သူရအောင်လုပ်တယ်ပြီးရင်ကူညာလုံးနဲ့တွဲဆော်တယ်တောင်းဝင်ကြည့်တယ်အမ်ဘူမိုဘရိုင်ယန်အမ်ဘူမိုဆယ်သမားဘရိုင်ယန်အမ်ဘူမိုမင်းစော်ရင်ကောင်းတယ်အမ်ဘူမိုတိလားနော်အမ်ဘူမိုပြီးရင်ပွဲပြီးကနေမှမက်သီးစ်ကူညာဆိုလို့ရှိရင်တော့လီဗာပူးဘက်ကလုံးဝ pressing လုပ်ဖို့လိုနေတဲ့အချိန်မှာကူညာရဲ့ဘက်ကပေါ့နော်သူ့အနေနဲ့ဘောလုံးကိုအကြာကြီးထိန်းထားနိုင်တာနော်ပြီးလို့ရှိရင်လီဗာပူးကစားမားတွေကိုကျွန်တော်တို့အကျော်ဖြတ်ပြီးကျွန်တော်လှုပ်ပြီးတော့အမှန်ကန်သူထိမ့်ပြသွားတာမိနစ်အချိန်ကိုဆွဲပြသွားတာတော်တော်ကိုကျွန်တော်အနေနဲ့ကျွန်တော်တို့ကောင်းတာနော်အမ်ဘူမိုစောက်ရင်ကောင်းတယ်ဆရာသမားနော်တော်တော်ကောင်းပါဆရာသမားနော်အာမက်ကဘာဆိုပါလဲအမ်ဘူမိုတော်တော်ကိုကောင်းတာနော်ပထမဆုံးရတဲ့လုံးကိုသူချက်ချင်းကိုကန်သွင်းသွားတာအဲ့ဒါလဲအာမက်နဲ့ပေါ့နော်အချိတ်ဆက်ကလေးတွေကနေကျွန်တော်ရလာတာဖာနက်စ်ပေးလိုက်တဲ့အလုံးကနေတစင်အချိတ်ဆက်ကလေးတွေဆိုတော့ပြောချင်တာကဒီပွဲဒုတိယပိုင်းဝင်လာတယ်ဥကာဒေးစောက်တလဲမလုပ်ဘူးနော်သိလားနော်ဒီကောင်တွေခဏဘယ်နဲ့မိနစ်မှလည်းဒီကောင်တွေတလွဲလှုပ်လိုက်သေးတယ်ဒီကောင်တွေသိလားနော်သူများလူတွေစီပဲရောက်တာဒါပေမဲ့အဲ့အခိုက်တန်တစ်ခုကလွှဲရင်ကျန်တာတွေအကုန်အဆင်ပြေတာနော်ဥကာဒေးကျွန်တော်တို့ဒီဒုတိယပိုင်းဝင်လာတယ်ပြောစရာကျွန်တော်မရှိဘူးနော်လန်နီယိုတို့နော်သူဝင်လာတဲ့အချိန်တော်တွေမှာကျွန်တော်အမြင်ဘောတွေကိုရအောင်သူ့အနေနဲ့ရှင်လူနိုင်တယ်ဘင်ဂျမင်ရှက်ကိုခိုဘီမေနူပတ်ထရစ်ဒိုဂူနော်အားလုံးကကျွန်တော်အဆင်ပြေတယ်ဆိုတော့နီးပြရူဘင်အမိုရီနဲ့ဒီပွဲမှာကျွန်တော်တို့ဒီဘယ်လိုပြောမလဲဟိုရှက်ကိုပွဲမထုတ်ခဲ့ဘူးပေါ့နော်ဒါပေမဲ့လည်းဝေဖန်မှုတွေသူခံခဲ့ရတယ်တန်တရားတွေဖြစ်တာတွေခံခဲ့ရတယ်ဒါပေမဲ့လည်းသူ့အနေနဲ့တက်တည်ပြသွားတယ်ဒါအပြင်ကျွန်တော်တို့အနေနဲ့ကက်စမီရိုတို့အာမက်ဒီယာတို့ကိုအချိန်မီလူစားလဲနိုင်ခဲ့တာဖာနက်စ်တို့ကိုအချိန်မီလူစားလိုက်နိုင်ခဲ့တာဒါတွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်မစိုးဘူးလမ်မန်စ်ကိုလည်းပဲအတွေ့အကြုံနည်းတယ်ဆိုပြီးမဲ့တယ်လို့ပေါ့နော်ဒီဆန်ဒလန်နဲ့ပွဲအပြီးမှာကျွန်တော်တို့သူထပ်တဲ့တဲ့လက်ဆွန်းကြီးပြထားခဲ့တာဆိုတော့လမ်မန်စ်ကိုလည်းသူဆက်ပြီးတော့နေရာပေးခဲ့တာမကွိုင်းယားကိုကျွန်တော်ပွဲထွက်လူစင်းမှာနေရာပေးလာတာတွေကဒါနီးပြဖြစ်တဲ့ရူဘင်အမိုရင်ကိုအမှန်ကန်ချီးကျူးရမယ့်ຢာတွေဆိုတော့ဒီတပွဲလုံးမှာနီးပြကအစကစားမားတွေတယောက်ချင်းစီတိုင်းကကျွန်တော်တော်တော်ကိုကျေးဇူးတင်ရမယ်တော့တိမှတ်ပြုရမယ်ဟိုကစားမားတွေတော်တော်တိမှတ်ပြုရမယ်ကျွန်တော်ရှေ့ပွဲတွေမှာစုပ်ပြတ်တက်နေတဲ့ performance တွေအများကြီးပဲမတည်ငြိမ်တဲ့ performance တွေအများကြီးပဲအကုန်တိုင်ပတ်နေတာတွေကျွန်တော်အများကြီးပဲဒီပွဲမှာကျွန်တော်ပြောဒီပွဲမှာတော့ပြီးခဲ့တဲ့ဆန်ဒလန်နဲ့ပွဲလေတော်တော်လေးအဆင်ပြေတယ်ဒါပေမဲ့ဒီပွဲမှာလည်းတော်တော်လေးကိုအချိန်ကြီးကောင်းမယ်ကျွန်တော်သိအားမရတာဆိုလို့ပေါ့နော်စိတ်ပူတာပေါ့ဗာလဲဆိုတော့ကိုတင်းကစောစောစီးတီး1 စီးနဲ့ကျွန်တော်တို့ပေါ့နော်ဒါဥဆောင်ကိုရသွားပြီးတဲ့နောက်မှာကျွန်တော်တို့ကအကုန်လုံးကိုပိတ်ချပလိုက်တာအကုန်လုံးကိုပိတ်ချပလိုက်ပြီးတော့လီဗာပူးဘက်ကကိုပေါက်ချမ်းကိုကိုဘက်ချမ်းကိုဘောလုံးများများရတဲ့အခါကျတော့ဒီကောင်တွေကအန်ဒီယဒီကတောက်လျှောက်လာတာကျွန်တော်အဲ့ဒါတွေကိုစိတ်ပူတာပေါ့နော်ဒါပေမဲ့ကိုခန်စစ်တို့ပေါ့နော်ဂိုးသမားတို့ကဒါကိုကောင်းကောင်းကျွန်တော်အနေနဲ့တုံ့ပြန်သွားတယ်ကွင်းလယ်မှာဆိုလို့ရှိရင်လည်းဒီဘက်မှာဟာကွက်တွေအများကြီးမရှိဘူးဟာကွက်တွေအများကြီးမရှိဘူးဒါမစိုးဘူးလို့ကျွန်တော်ပြောရမယ်ဒါကြောင့်ပေါ့နော်လီဗာပူးကွင်းမှာကျွန်တော်မနိုင်တာကြာပါပြီညီကတို့သိတဲ့အတိုင်းပဲအဲ့တော့အဲ့ဒါကိုအမ်ဘိုရင်က pressure တွေအောက်ကနေပြီးတော့သူရအောင်လှုပ်ပြသွားတယ်လက်ရှိ United ကဒီယာဒီစတင်တဲ့အခြေအနေမျိုးမှာကျွန်တော်တို့အကောင်းဆုံးပုံစံရှိမိတယ်ဒါညီကတို့လည်းမြင်တာပဲဆိုတော့အမ်ဘိုရင်မှာဟိုဘယ်လိုပြောမလဲဒီနီးပြယာတူအပြောင်းလေးတွေနဲ့တော့မှပြောချင်းဆိုချင်းခံနေရတာဗျာသိလားနော်အဲ့လိုမျိုးတွေကနေတစင်းလီဗာပူးကွင်းမှာကျွန်တော်ဒါမျိုးရအောင်လှုပ်ပြပေးနိုင်တာကတော်တော်လေးအခြေအနေကောင်းတယ်လီဗာပူးဘက်ကဘာမှမလုပ်နိုင်ခဲ့တာမျိုးကျွန်တော်မဟုတ်ဘူးနော်လီဗာပူးဘက်ကကိုရီဘက်ကိုကိုပေါက်ကန်တာတွေရှိတယ်တိပြီးတော့ခေါင်းတိုက်ရတဲ့ဂပိုတို့လုံးတွေရှိတယ်ဂပိုတိုက်နှလုံးတွေပါတွေမှန်တယ်ဒါမျိုးတွေကျွန်တော်ရှိတယ်ဒါပြင်လမ်မန်စ်တို့ပါတော့ကျွန်တော်တို့ဒီအီဆက်ရဲ့အလုံးတွေကိုကာကွယ်သွားတာတွေကျွန်တော်ရှိတယ်ဆိုတော့လီဗာပူးဘက်ကတကယ်လှုပ်ပြနိုင်တယ်ဒါပေမဲ့အဲ့ဒါကိုကိုဘက်ကကာကွယ်သွားတာဆိုတော့ကိုလီဗာပူးဘက်ကညံ့ပြီးတော့ကိုတီတင်းနေကပဲအစင်ပြေဒီလိုဖြစ်ပြီးတော့ကျွန်တော်မထိုက်တဲ့နိုင်ပွဲမျိုးကျွန်တော်မဟုတ်ဘူးကျွန်တော်ကဒီပွဲမှာလီဗာပူးကိုလည်းပထမပိုင်းမှာလည်းသူဒီပြန်ကိုဒီပြန်ကျွန်တော်စော့နိုင်တာပဲကိုဘက်မှာဘောလုံးရလာပြီဆိုတာနဲ့လီဗာပူးဘက်ကိုကျွန်တော်ဒုက္ခပေးနေတာပဲဘူပေါက်ကွန်တင်မှုတွေကျွန်တော်အမှန်ကန်လုံနိုင်တာပဲ
ဆိုပထမပိုင်းမှာလည်းကျွန်တော်တို့ကောင်းလို့ဒုတိယပိုင်းမှာတော့ကျွန်တော်တို့ဒါမိနစ်90လောက်ထိတော်တိုင်ပတ်နေတာသူသဖြင့်ကိုဘက်ကကျွန်တော်ဗောနော်ဒုတိယပိုင်းလည်းရောက်လာပြီးခန်းစစ်ကိုလည်းပူပြီးတော့အာပြုကစားတော့မဲ့ချီနီမျိုးကိုဘက်ကလည်းဥဆောင်ကိုရထားတယ်အဝေးဝန်းလည်းဖြစ်တယ်ဆိုတော့ဒါကိုထိန်းဝေးကျွန်တော်ကျူးပန်းတာကိုကစားမတွေနဲ့ပေးလိုက်ရတဲ့ကိုမှဆိုတကယ်တမ်းကဒီကောင်တွေပြအောင်ရှင်းနေတယ်ဗျာသိလားနော်ကိုကဟိုတံမြန်တိုက်စစ်တွေပါတွေသွားဖို့ရည်ရွယ်ချက်ရှိမနေတော့ဘူးဆိုလို့ချင်းကျွန်တော်လုံးဝပြအောင်ရှင်းပလိုက်တင်တယ်ဒါလေဘာဦးသိန်းကတိုက်နေပြီတရက်တိုက်နေပြီဒီကောင်တွေကသိတယ်မပြီးရင်သူတို့ကခန်းဟိုနောက်ကြကိုတွေပါလေတွင်းလေးရှိတယ်ဗျာသိလားနော်အဲ့လိုမျိုးဆိုကျွန်တော်ပြအောင်ရှင်းရမှာမရှင်းခဲ့ဘူးအဲ့ကောင်ကြီးကျွန်တော်ဂိုးတွေပေးရတာဒါပေမဲ့ကိုဘက်ကလိုအပ်တဲ့ကိုကိုပြန်ရတော့တော်တော်လေးကိုအချိန်ကြီးကောင်းသွားတယ်ကျွန်တော်ပြောရမယ်ဒါကြောင့်ကစားမတစ်ယောက်ချင်းစီတိုင်းကတော်တော်ကိုကျွန်တော်အတိမတ်ပြောရမယ်ပွဲမျိုးပါနော်ဆိုတော့ညီကတို့ရောဘယ်လိုမြင်ရလဲဆယ်သမားကြီးနော်ဆွေးနွေးကြပါဦး